အားလုံးပဲမင်္ဂလာပါ77 Sport ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ United တို့လွတ်တဲ့ငါကြီးခဲ့လေသည်ဆိုတဲ့ topic နဲ့ပတ်သက်ပြီးတော့ဆွေးနွေးသွားမှာပါအဲ့တော့ဒီ topic နဲ့ပတ်သက်ပြီးတော့ဆွေးနွေးပြပါဦးရှင်အဲ့တော့ဒါ United နဲ့ပတ်သက်လာလို့ရှိရင်အပြောင်းအလဲဈေးပေါ်မှာဂျင်းတဲ့ခံရတယ်လို့ပြီးလို့ရှိရင်ကိုယ်ကစားသမားကိုထုတ်လိုက်ပြီးတော့မှတခြားအသင်းမှာခြေစွမ်းပြသွားတယ်လို့ဆိုတာမျိုးကဒါလို့ဒါမထူးဆန်းတော့တဲ့ပုံစံမျိုးလို့ပြောလို့ရတယ်လက်ရှိအန်တိုနီဆိုလို့ရှိရင်လည်းအသင်းကြီးတွေစိတ်ဝင်စားနေတယ်ဆိုတဲ့သတင်းထွက်နေတယ်ဒါပေမဲ့အန်တိုနီဆိုတာကမန်ချက်စတာယူနိုက်တက်မှာ2နှစ်လောက်ပျောက်နေတယ်ဆိုတဲ့သဘောတရားမျိုးမှရှိတယ်အဲ့တော့ဒါပေမဲ့အဲ့ဒီလိုမျိုးအကောင်းဆုံးနေတဲမှာမှကျွန်တော်တို့ဒါပြောရင်နှစ်မျိုးဖို့အကောင်းဆုံးနေတဲမှာတကယ်ကျွန်တော်နှစ်မျိုးဖို့ကောင်းတာဆိုလို့ရှိရင်တော့ Greenwood လို့ပဲကျွန်တော်တို့ပြောချင်တယ်ဘာဖြစ်လို့လဲဆိုတော့လက်ရှိ Matt Dominey ဆိုလို့ရှိရင်လည်း Napoli မှာတော်လေးခြေစွမ်းပြနေတယ်ဒါပေမဲ့ Matt Dominey ကိုကျွန်တော်မြင်ခဲ့ရတဲ့ potential ကဒီလောက်ပဲ Napoli မှာသူ့ရဲ့အစွမ်းကုန်ကိုကျွန်တော်တို့ထုတ်ပြနေတယ်ဆိုတဲ့သဘောပဲအဲ့ဒီအချိန်မှာ Matt Dominey ရဲ့အသက်ကလည်း29-28တန်းလောက်ဖြစ်နေပြီဒါပြောမယ်ဆိုလို့ရှိရင် Manchester United မှာလည်းဘယ်လိုမှအတုံးလို့ရောင်းလိုက်တဲ့ player ဖြစ်တဲ့အတွက်ကြောင့်မျိုးအဲ့လောက်ကြီးတော့ဟိုပါပြော regret တော့မဖြစ်ဘူးပေါ့လေဒါပေမဲ့တကယ်ဖြစ်တာက Greenwood ဒီလက်ရှိမှာ23-24ပဲရှိသေးတဲ့အချိန်မှာအဲ့23-24ပြောရမယ်ဆိုလို့ရှိရင် Foden နဲ့အတူတူတက်တယ် Foden ခြေစွမ်းလောက်ရှိတယ်ပြီးတော့လက်ရှိမှာဆိုရင် Foden ပျောက်နေတယ်ဆိုရင်တော့မနစ်က Foden ရဲ့ခြေစွမ်းကြီးဘယ်လိုရှိလဲဆိုတာလူတိုင်းသိတယ်အဲ့လိုမျိုးအခြေအနေတန်းတူတက်လာတဲ့ generation တစ်ခုတည်းရဲ့ player 2ယောက်မှာ Greenwood ဒီဖုန်းနဲ့ Manchester United ကပျောက်သွားတယ်။ဘာကြောင့်လဲဆိုရင်တော့ဒါအကုန်လုံးသိမှာပါဒါအင်တွင်အကြမ်းဖက်မှုရှိတယ်ပြီးလို့ရှိရင်ဆိုကြပါစို့ဒါတမီးကြီးစားကိုအကြမ်းဖက်တယ်ပေါ့ဒါပေမဲ့အဲ့လိုမျိုးအကြမ်းဖက်တာဒီ Manchester United မှာအခုမှဖြစ်နေတာမဟုတ်ဘူး။ဟိုပြောမယ်ဆိုလို့ရှိရင်အရှိဘက်ကိုပြန်ကြည့်မယ်ဆိုလို့ရှိရင် Ryan Giggs ဒီတစ်ချိန်လုံးဖြစ်နေတာတယောက်တည်းနဲ့လည်းမဟုတ်ဘူးအများကြီးဖြစ်နေတာအဲ့လိုမျိုးအချိန်မှာမှဒါ Ryan Giggs ကို legend လို့သတ်မှတ်ကြတယ် Greenwood ကိုဘာကြောင့်မလို့ဟိုပြောရလို့ဆိုလို့ရှိရင်အကြမ်းဖက်တဲ့လူဟိုပြောရမယ်ဆိုလို့ရှိရင်အစိုးမြင်ခံရတာလေပေါ့နော်အဲ့လိုမျိုးဆိုလို့ရှိရင်တော့ဒါအသင်းရဲ့အောင်မြင်မှုနဲ့ social media ရဲ့ဒါ cyber bullying လို့ပဲကျွန်တော်တော့ထင်တယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့အခုချိန်မှာ Greenwood ဒီသူကြီးစားနေတဲ့သူပြန်ပြီးအဆင်ပြေသွားပြီတမီးစားကိစ္စနည်းနည်းလေးပြဿနာတက်တယ်ဒါတော့ပဲဒါဒီကောင်မလေးဘက်ကလည်းကြေအေးပြီးသွားပြီဆိုတဲ့အချိန်မှာ social media ကRyan Giggs တို့လက်ထက်မှာကျတော့အရင်ခင်မစားသေးတဲ့အခြေအနေဟိုသတင်းစာတွေတက်လာမှဒါသတင်းကိုမြင်ရတဲ့အခြေအနေလို့ပြောလို့ရတယ်ဒါပေမဲ့တစ်ဖက်မှာကျတော့ cyberbullying အလွယ်တကူလုပ်လို့ရနေတဲ့အခြေအနေမှာ Greenwood ဒီသူ့ရဲ့ဒါ reputation ပေါ့ reputation ဒီအောက်ကိုအကုန်လုံးထိုးစိုက်သွားတယ်လို့ပြောလို့ရတယ်တစ်ဖက်မှာကျတော့ပြောမယ်ဆိုလို့ရှိရင်နောက်တစ်ချက်ကြည့်မယ်ဆိုလို့ရှိရင်ပေါ့နော် Ryan Giggs ဒီ United legend ဖြစ်လာတာဒီအောင်မြင်မှုကြောင့်လို့ပြောလို့ရတယ် Sir Alex Ferguson လက်ထက်မှာ United ဒီလုံးဝအထွတ်အထိပ်ပဲဒါပေမဲ့ Greenwood လက်ထက်မှာကျတော့တော်တော်လေးကိုအဖက်ဆိုင်နေရတဲ့အခြေအနေဒါကြီးကြီးမားမားအောင်မြင်မှုဆိုလို့ Europa League ပဲရှိတယ်ဒါပေမဲ့ Europa League အောင်မြင်မှုအောင်သူပါထားတဲ့တဲမှာမပါဘူးအဲ့လိုမျိုးအခြေအနေမှာ Greenwood ကိုထွက်ခဲ့ရတာတော့မဆန်းဘူးတို့တော့ညာလည်းပဲ Manchester United ဒီအကောင်းဆုံးတော့ထိန်းခဲ့တယ်လို့ပြောလို့ရတယ်အငှားတစ်နှစ်ချတယ်တစ်နှစ်လောက်နားနေရတဲ့အချိန်မှာဟိုမှာလစာပေးထားတယ်ပြီးတော့အငှားတစ်နှစ်ပြန်ချတယ်နောက်ဆုံးဒါလူသူကနေပြီးတော့Manchester United ပုံရိပ်နဲ့မကိုက်ညီဘူးလို့ပြောတဲ့အချိန်ဒါသဘောထားမပြောင်းလိုက်တဲ့အချိန်ကြတော့မှ Manchester United ကနေထုတ်တယ်လို့ပြောလို့ရတယ်ဒါပေမဲ့တခုရှိတာဒီပါလဲဆိုတော့အဲ့လိုမျိုးတစ်နှစ်လောက်နားနေတယ်ပြီးလို့ရှိရင်ဒီလိုမျိုး pressure တန်နေနဲ့ PR တွေခံနေရတာတော့မှ Greenwood ဒီ Guitar Field ကိုရောက်တဲ့အချိန်မှာအကောင်းဆုံးကစားသမားဆိုရတယ်တစ်ဖက်မှာဆိုလို့ရှိရင်လည်းလက်ရှိမာဆေးကိုပြောင်းသွားပြီမာဆေးထဲမှာဆိုလို့ရှိရင်အကောင်းဆုံးကစားသမားတွေကတက်ရောက်ပဲအဲ့တော့ပို့ပြီးနှမျိုးကိုကောင်းတာကဘာလဲဆိုတော့ KSS ပြိုင်ဘက်တွေဖြစ်ခဲ့ပါတယ်ဒါအင်္ဂလန်မှာအောင်မြင်မှုအကြီးမားပါတယ်ဆိုတဲ့အသင်းတဲကဒါလီဗာပူးကလက်ရှိ Greenwood ကိုစိတ်ဝင်စားနေတယ်ဘယ်နေရာမှာလဲဆိုတော့ဆာလာနေရာမှာစိတ်ဝင်စားနေတယ်ဆိုတာမျိုးကတော်တော်လေးတော့ရင်ခံမှုကောင်းတယ်ပေါ့လေဘာဖြစ်လို့လဲဆိုတော့ဆာလာဒီကဏ္ဍဝင်တယောက်ဖြစ်တယ်အဲ့ဒီကဏ္ဍဝင်တယောက်ရဲ့နေရာမှာအစားထိုးဖို့ကြံနေတယ်ဆိုတဲ့ကောင်က Greenwood ရဲ့ potential ကဘယ်လောက်ရှိနေလဲလက်ရှိမှာလူငယ်ကစားသမားအနေနဲ့ Greenwood ဘာတွေလုပ်ပြနေလဲဆိုတဲ့ပုံစံမျိုးကိုကျွန်တော်တို့တွေးကြည့်လို့ရတယ်အဲ့တော့အပူဆင်းပါဗျာလွယ်လွယ်ပြောရမယ်ဆိုလို့ရှိရင်တစ်ဖက်မှာဆိုလို့ရှိရင်လည်း United ဒီဒါညာဘက်အချမ်းမှာတော်တော်လေးတိုင်ပတ်နေတဲ့တဲမှာပါတယ်လက်ရှိအာမတ်ဒီယာဆိုရုံးပေးနေတယ်ဆိုပေမဲ့ Greenwood လာရင်ပုံမကောင်းဘူးလားဟုတ်ကဲ့အဲ့လိုမျိုးပဲခါနာချိုချေစွမ်းမပြနိုင်တဲ့အချိန်မှာဘယ်သူများညာချမ်းမှာရှိတယ်လို့လဲဘယ်သူမှညာချမ်းမှာရှိမနေဘူးလို့ပြောလို့ရတယ်ဒါပေမဲ့ကျွန်တော်တို့တော်တော်များများရှိတယ်အာမတ်ဒီယာလို့တုံးလို့ရတာပဲမဟုတ်ရင်လည်း backup player တယောက်လောက်ခေါ်လိုက်လို့ရတာပဲဆိုတဲ့ solution တော့ရှိတယ်ဆိုပေမဲ့အာမတ်ဒီယာလို့ပြနေတဲ့လက်ရှိ potential ဒီ Greenwood ဟိုးအရင်တော့18-19လောက်ကပြနေတဲ့ potential လောက်တော့မရှိဘူးလို့ပြောလို့ရတယ်ဒါတုံးသက်သူရဲ့အနေနဲ့ဆိုလို့ရှိရင်လည်းဒါနိုင်ငံခြားတုံးသက်သူရဲ့အနေနဲ့ဆိုလို့ရှိရင်လည်း United Academy ကနေထွက်တာဒီ Rashford ပြီးလို့ရှိရင်ဒါ Greenwood ဒီ potential အကောင်းဆုံးပဲခြေစွမ်းအပြနိုင်ဆုံးပဲလို့ပြောလို့ရတယ်ဒါတကစ်တစ်ခါမှဆိုလို့ရှိရင်လည်းကျွန်တော် Martial Rashford Greenwood ဆိုတဲ့တိုက်စစ်တွဲလုံးကိုကျွန်တော်တော်တော်လေးမျှော်လင့်ခဲ့ကြရတဲ့မှာပါတယ်အဲ့တော့အဲ့လိုမျိုး potential အလားအလာတွေအမြင့်ဆုံးပြီးလို့ရှိရင်ဟိုဆိုကြပါစို့အတင်းကြီးစိတ်ဝင်စားခံရတဲ့ကစားသမားတစ်ယောက်ကိုကျွန်တော်လက်လွတ်ခဲ့ရတယ်ကျွန်တော်အလိုအဆုံးအချိန်မှာလက်လွတ်ခဲ့ရတယ်နောက်ပြီးတော့ဆိုကြပါစို့ပေါ့နော်တစ်ဖက်ကိုယ့်ရဲ့ပြိုင်ဘက်အတင်းကလည်းစိတ်ဝင်စားနေတယ်ဆိုတော့တော်တော်လေးတော့ United တော့ကအမောဦးနုကျော်ခါတော့ဖြစ်တာပေါ့လေအဲ့လိုမျိုးဆိုတော့ဒါလွတ်တဲ့ငါတော့ကြီးသွားပြီလို့ပြောလို့ရတယ်ဒါ Greenwood အနေနဲ့ဆိုလို့ရှိရင်လည်း United ကပြန်ခေါ်ခြင်းနေဆိုရင်တော့မှသူကပြန်မလာတော့တဲ့အနေအထားမှာရှိတယ်ပေါ့လေအဲ့တော့
ဒီလောက်ပါပဲလွတ်တဲ့ငါကြီးသွားတယ်ပေါ့လေ ဟုတ်ကဲ့ပါအဲ့တော့ဆိုတော့အခုဆွေးနွေးခဲ့တာကတော့ United တို့လွတ်တဲ့ငါကြီးခဲ့လေတလားဆိုတဲ့ topic နဲ့ပတ်သက်ပြီးတော့ဆွေးနွေးခဲ့တာပါရှုအပ်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်